နေ့တိုင်းဟာကျမတို့စင်ခေါ်မှုတွေဒီနေ့ရင်ခုန်စရာကောင်းနေပါတယ်စင်ကေတာလေးတွေဟာအမှုပညာတစ်ခုပါစန္ဒတိုင်းကိုမှတ်ပါအောင်ဖန်တီးပြောင်းလဲဖို့ကျမတို့မှာတာဝန်ရှိပါတယ်။ခဲဆိုင်ဆိုတာလူတွေရဲ့ယုံကြည်မှုအပြည့်အဝပေးရရပါ။ပြောင်းလဲမှုတွေ hair repair ကိုရင်းစိတ်ချယုံကြည်နေတာ။ customer တွေစိတ်တိုင်းကြောက်ဖို့အတွက်မြေတက်ထားတာပါ။ hair style တဲ့ဒီဖြစ်စီကြောင်းရည်နဲ့ဖန်တီးမှုတွေတဲ့အမြဲတမ်းနေတဲ့သူပါ။ဒီလိုစနေတိုင်းအောင် hair public မှာချရတဲ့ customer တွေအလားပါစစ်ကျင်မှုရရှိစေအတွက်တစ်တွေကိုဖန်တီးနိုင်မှုတွေကျမတို့ဒီနေ့ဒီလိုအကျိုးစားရပါတယ်Hair Republic မှာကြိုဆိုပါရရှင်မင်္ဂလာပါရှင်ကျမကတော့ Hair Republic Salon ရဲ့ founder မဆုဖြစ်ပါတယ်ရှင်အခုဆိုလို့ရှိရင် Hair Republic ဖွင့်တာ10နှစ်ရှိပါပြီရှင်ဒီမှာမဖွင့်ခင်မှာစင်ကာပူမှာကျောင်းတက်ပြီးတော့စင်ကာပူမှာပဲ hair stylist အဖြစ်လုပ်ခဲ့တာ10နှစ်နေပါရှိပါတယ်အဲ့ဒီမှာအမျိုးသားကနေပြီးတော့ဒီကိုပြောင်းလာတဲ့အတွက်ကြောင့်မလို့အကုန်လုံးပြောင်းမယ်ဆိုပြီးတော့ရန်ကုန်ကိုပြောင်းလာပြီးတော့မှပထမဆုံးအချိန်2015ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာပါရှင်2015ခုနှစ်မှာအင်းအားလန်းဆိုင်မှာပထမဆုံးဆိုင်ကိုဖွင့်ခဲ့ပြီးတော့2026ခုနှစ်မှာတက္ကသိုလ်လန်တစ်ကဆိုင်ပွဲကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်ဒီ Hair Republic မှာအဲ့တော့အကုန်လုံးကတော့ဝိုင်းပြီးတော့ဆွဲခေါ်ပြီးတော့ဒီနေရာထိရအောင်အခုချိန်ထိအကုန်လုံးက let's တွဲပြီးတော့ခေါ်ခဲ့ပြီးတာပါကျွန်တော်ကတော့အများကြီးပြောင်းလဲပါတယ်ဒီလောကမဝင်ခင်ကဆိုတော့ကျွန်တော်က0နီနီလောက်ထိဖြစ်ပါတယ်ပေါ့နော်ဒီလောကရောက်တော့ကျွန်တော် sister နေမှာ stylist ဖြစ်တဲ့အထိပုံမှာကျွန်တော်ပြောင်းလဲနေပါတယ်ရှင်အလုံးဝင်နေပြီဆိုလို့ရှိရင်တော့စိုက်လူကအရင်များတယ်ကိုဝင်လာတဲ့အချိန်မှာပေါ့နော်ပထမအောင်ဆုံးပေါ့နော်စပင်ညံ့ရမယ်ပေါ့နော်အရင်စိတ်လှုပ်ရှားရပေါ့နော်အရင်စိတ်လှုပ်ရှားပြီးညံ့ရမှာလဲ foreigner ဖြစ်နေပေါ့နော်အဲ့ foreigner အစင်မပြေပါမလားဆိုတဲ့စိတ်နဲ့ဒီဟာကိုညံ့တယ်ပေါ့နော်ညံ့ပြီးသွားတဲ့အချိန်မှာခုံတော်မှမယူနိုင်ဘူးခုံတော်မှအဲ့လိုတခြား style လေးတစ်ယောက်ကနေပြီးတော့ကိုယ့်ကိုပေါ့နော်ယူပြီးတော့ခုံကိုယ့်ရှိမှာကိုအဲ့လိုလာချပေးရတယ်ပေါ့နော်အဲ့ဒါလေးကတော့မရပါဘူးကျွန်မပြောနိုင်တာကတော့ customer တွေဘာလိုချင်လဲလိုချင်တာကိုကျွန်မဒီအကုန်လုံးရအောင်ဒီတေးရအောင်လုပ်ပေးနိုင်ရမယ်တစ်ချက်နှစ်ချက်ကကျမတို့ကြောင့်ဘယ်တော့မှ customer ရဲ့စပင်ဘယ်တော့မှမပျက်စီးစေရဘူးအဲ့ဒါနှစ်ချက်ပေါ့နော်သုံးချက်ကလာသမျှ customer တိုင်းကိုဘယ် customer မလို့ဘယ်သူမလို့နာမည်ကြီးရဲ့လူမလို့ဆိုတဲ့ဟာမျိုးမရှိရဘူးအကုန်လုံးကိုတည်င်းကြီးကိုယ့်ရဲ့ကျေးဇူးရှင် customer တွေအနေနဲ့ပဲကျမတို့ကအကုန်လုံးကိုဒန်းလူကြီးများစွာ service ပေးသွားမှာပါကလိုင်းအနေနဲ့ကြတော့ဒီသူတို့ရဲ့လှုပ်ချင်တဲ့ပုံစံပေါ့နော်သူတို့ရဲ့မျက်နှာကြောက်မှ4000လားအဝိုင်းလားပေါ့နော်အချွန်လားအဲ့ဒီမျက်နှာပေါ်မှာကြည့်မယ်သူတို့ရဲ့ဝတ်ပုံစားပုံတော့ဒုတိယပေါ့နော်အဲ့ဒီရဲ့သူတို့ရဲ့ position လေးတွေကြည့်ပြီးတော့မှပြီးလို့ရှိရင်သပင်ရဲ့ခဏရှင်းရှင်းကြည့်ပြီးမှ concept လုပ်ပေးရတာပါရှင်သပင်နဲ့ပတ်သက်တဲ့အရာတွေပေါ့နော်ဤပညာတွေကိုထပ်ပြီးတော့လေးလာကိုတိုင်းလေးလာစီးပူးမယ်ကိုယ့်ရဲ့ဒီဝန်ထမ်းတွေကိုလည်းပြန်လည်ပြီးတော့တင် जा ပို့ချပေးမယ်နောက်ထပ် trend တစ်တွေကိုလည်းအများနဲ့ကျွန်မမျက်စိမပြတ်စောင့်ကြည့်နေပါတယ်လာသမျှ trend တိုင်းကိုကိုကအရင်ဆုံးစပြီးတော့ဥပအောင်လုပ်ပေးနိုင်တဲ့သူဖြစ်လဲဒီနေ့အထိကိုကိုကျေနပ်မှုရရှိပါတယ်သုံးပေးတဲ့ဒီ brand တွေကိုတော့ညီမတို့မှာစမ်းသပ်ခွင့်ရှိတယ်စမ်းခိုင်းတယ် bleach တွေကိုချွတ်မယ်ပြီးလို့ရှိရင်တော့တခုပြီးတခုဒါလေးကဘာအယောင်ဖြစ်မလဲဒါပစ္စည်းအရန်ကုန်တယ်ညီမတို့မသိမတတ်တဲ့လူဆိုလို့ရှိရင်သုံးတဲ့ဟာတွေဆိုလို့ရှိရင်ခါကြရင်မှားဖြုံမိရဆိုလို့ရှိရင်ဒါတွေကလုံးဝအလေပြည့်ဖြစ်သွားပြီဒါမဲ့လည်းဟိုစမ်းသက်ခွင့်ပေးတယ်မနှမျောပေါ့နော်ဒီလိုစမ်းသက်နေမှလည်းဒါကတက်မယ်ဖြစ်တဲ့အခါကျတော့ဒါလေးအကုန်စမ်းသက်ခွင့်ပေးတယ်ပေါ့နော်ညီမတို့တတိယကျတော့ညီမတို့တော့တချို့အသစ်ဆန်းနေမသိသေးခင်သူကအရင်ဆုံးသိတယ်အရင်ဆုံးအဲ့လိုမြန်ကူးချက်မှာပို့ပေးတယ်ညီမတို့ကိုယ်တိုင်ဟိုလေ့လာရတဲ့ဒီပိုင်းပေါ့နော်ညီမတို့မလေ့လာခင်မှာအများအားညီမတို့တတိယကျတော့သူကအများ update ဖြစ်တယ်အိမ်မှာပဲနေဘယ်လိုပဲရောက်ဟိုပေါ့နော်စပင်အယောင်အစ်ပေါ်နေတယ်ဒီလိုလေးခက်စားနေတယ်ပေါ့နော်အဲ့ဟာလေးတွေစမ်းကြည့်ဆက်ကြည့်အမျိုးလောက်ကြည့်လေ့ကျင့်ကြည့်ဆိုအများတန်းစမ်းနေပြီးပေါ့နော်လေ့ကျင့်ကြတယ်အမဒီသူ့ရဲ့ပစ္စည်းတွေကိုလုံးဝမတမျောပဲနဲ့လုံးဆောင်တဲ့အရာတွေဆိုရင်ညီမတို့တက်ဖို့ရေးကိုသူ့အောက်မှာပို့ပြီးတော့အလေးနဲ့ထားတယ်သူ့စီကကြိုက်တဲ့ product ပစ္စည်းတွေနဲ့ညီမတို့ဒီလုံးဆောင်လို့တကယ်လက်တွေ့အဲ့လိုမျိုး critical ဆင်းပြီးတော့ဒီစရာလှုပ်ဆောင်ခဲ့ရတာပေါ့နော်ခုလို့ကိုအစင်မပြေဘူးဆိုရင်ဘာလို့လိုအပ်နေလဲဥပမာကိုမသိဘူးဆိုရင်လည်းအမကိုမေးမယ်ဟိုအကုန်လုံးပေါ့နော်လေ့လာမယ်လေ့လာပြီးရင်နောက်တစ်ခေါက်ကြာရင်ငါဒီထက်ပိုကောင်းအောင်လို့ဘာတွေလုပ်နိုင်လဲအဲ့လိုမျိုးအစ်တွေကိုပြန်ပြီးတော့ကြည့်ပြီးတော့ကိုယ့်အကူတော့ပို့ပြီးလေ့လာဖြစ်တယ်အမတင်ခဲ့တဲ့ဆရာထဲမှာဆိုရင်အမတင်တဲ့ဟာကိုအမတို့နားဝင်ဆုံးဆရာလို့ပြောရမယ်
သမျှ customer တိုင်းကိုအကောင်းဆုံးပေးခြင်းနဲ့အဲ့ဒါကြောင့်မို့အရေးသွေးပြေးွားတဲ့ဝန်ထမ်းတွေကိုပဲဒီဆုံးမွေးထုတ်ပေးမယ်ဝန်ထမ်းတွေများများမွေးထုတ်ပေးနိုင်မှလည်းဒီဆိုင်ခွဲတွေကများများဖွင့်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိကတော့စုဆောင်းနေတော့မှာပဲဝန်ထမ်းလုံလောက်ရှိရင်ရှိတာနဲ့ကျွန်မနောက်ထပ်ဆိုင်ခွဲတွေထပ်ဖွင့်ပါပါဟုတ်ကဲ့ရှင်ကျမတို့ရဲ့10 year anniversary ကိုတက်ရောက်ချီးမြှင့်ပေးကြတဲ့အရောက်စီတိုင်းသော VIP customer များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ပြီးတော့လည်းနောက်ထပ်နှစ်ပေါင်းများစွာကိုလည်းတူတူဆက်လက်ပြီးတော့လက်တွဲပြီးတော့သွားကြပါတယ်ရှင် Harry Public 10 year anniversary အမြဲတမ်းအောင်မြင်ပါစေ Harry Public 10 year anniversary Happy birthday 10 year anniversary မှာဒီထက်မကအောင်မြင်ပါစေ Harry Public 10 year anniversary